Hello အားလုံးမင်္ဂလာပါကျွန်တော်ဒီနေ့မှာတော့ဒီ game လေးဆုံးပါပါကျွန်တော်တို့တူတူလိုက်ကြည့်ကြပါဦးအကင်းရဲ့တရားဆော့လို့ကောင်းတယ်ကျွန်တော်တို့အရင်ကဆိုရင်ဆော့နေကြဆော့လို့ကောင်းလားမကောင်းလားဆိုရင်ဘိုးတော်ဝေးဆော့ကြတော့ဘာတူညာရတဲ့တက်ကြကျွန်တော်ဆောက်လိုက်ပါဦးမယ်အနောက်ကွင်းရေးခိုင်းဆိုကျွန်တော်ဘယ်ကွင်းရေးကမယ်ဒီအပေါ်ကရထားကွင်းလေးယူချင်တိုင်းမှာသူတို့မရဘူးဖြစ်နေကျတော့ကျွန်တော်ဘယ်ကွင်းလေးရွေးလိုက်တယ်ဆိုတော့ဒီအပေါ်ကကွင်းလေးပဲရွေးတာဒီမှာရွေးတာအမှဘယ်ကွင်းကြမလဲဆိုတော့ဘယ်ကွင်းကြမလဲဘယ်ကွင်းကြမလဲဘယ်ကွင်းကြမလဲသူများဆိုအများကြီး level ရ32တို့ကျွန်တော်ဆိုခုမှ level နည်းနည်းပဲရှိတယ်လူရွေးတော့မယ်ခုနတက်ရအောင်ဘယ်တူလဲကျွန်တော်ကြပါစေကျွန်တော်ပြပါစေကျွန်တော်ကြမှာဟာကွာကျွန်တော်မကြဘူးကျွန်တော်မကြတော့လေပြေးရတာပေါ့လို့အတေးချက်ဖို့လည်းမကောင်းပါဘူးကျွန်တော်မှလည်းရှိပြီးသားအဲ့တေးလေတေးဟက်တေးလာလီဒီနားလေးကောင်းတော့မယ်ကျွန်တော်ဒီနားလေးမှာပဲပုံကောင်းမလားမသိဘူးမပစ္စည်းလေးကောင်းပတ်စံရတယ်ကွာဟုတ်တယ်ဟာပစ္စည်းလေးကောင်းပတ်စံရနောက်ခါပစ္စည်းပဲလိုက်ကောင်းအဲ့ပတ်စံများရလိကျွန်တော်ဓာတ်ကြီးအများကြီးဝယ်လို့ရလိဒီနားမှာတရေရှိလားမရှိမြင့်မှန်အိုးမြင့်မှန်အများကြီးမိလိုက်တရေလားမသိပြေးမဟုတ်တော့တရေနာအနီအောင်မြင်လိုက်တယ်နာတရေအိုးဒီမောင်ကျွန်တော်တရေ Oh my god ကျွန်တော်တရေမမြင်အောင်တော်တဲ့ပေါ်ကန်ကောင်းလို့လားတော်သေးရဲ့ဒါဆိုကျွန်တော်လည်းတည်မဓာတ်လေးလိုက်ကောင်းအောက်မှာမြန်ရှိသေးရဲ့ဟာလိုက်ကောင်းသူညရတော့တည်ကောင်းမင်းမှာသူတို့တောက်ကုလို့ရဟာသူတို့ရှိတော့ကောင်းမလားမသိအကင်းလေးဒီကနေ့တော်ဆောလို့ကောင်းတယ်ဆက်လို့ရှာဖို့လည်းကောင်းတယ်ပတ်စံရဟာအဲ့ဒါတစ်ချက်နဲ့ချက်အဲ့ဒါနဲ့များရဟိုမတရေရှိသေးလားမသိတော့ကြည့်လိုက်အောင်မတရေရှိသေးလားမရှိတော့ဟိုတော်တဲ့ပေါ့တရေမရှိတော့လို့လီလိုက်တရေရှိလားအောင်မရှိဘူးဒါပေမဲ့ရိုးနေတာအမြင့်မင်းကငါမြင်တော့မသိပတ်စံနေရိုင်းပတ်စံနေအများကြီးစုရနီလာဘာဖြစ်တာမသိဘူးအနားမှာတရေရှိလို့ထင်တယ်မကမလေးတယောက်ကတော့ပြေးလိုက်ကျွန်တော်သူ့နောက်မလိုက်တော့ပါဘူးဒီတဲဘက်ပုံမှုနေကြမှာဒီထဲမှာပုံနဲ့နည်းနည်းလုံခြုံမှုနဲ့ဟိုဒီဘက်ကလာဟိုဘက်သွားမယ်ဟိုဘက်ကလာဒီဘက်ကိုလာမယ်အဲ့ဒါရကျွန်တော်အန်တီကောင်းနေဟာပြစ်ကြပါဘူးပြန်တက်ရတော့မှမသိဘူးဒီမှာဝါလေးပေါ့ပြန်တက်လိုက်ရှာပီဒီထဲမှာပုံလို့ရတယ်ဒီထဲမှာပုံမိုက်လောက်တယ်ဟုတ်တယ်တော်မိုက်လောက်တယ်ဒီနားလေးမှာပဲပေါင်းတော့မယ်ဒီနားမှာပဲပေါင်းတော့ဟာဒီနားမှာပုံလို့လည်းမရတော့အရှိပြေဝါတကားပွင့်ကြည့်ပွင့်မှာအရှိရလူတို့ကွာထားပါတော့တခြားနေရာပဲရှာလိုက်တော့အဲ့လူတော့ကနေအဲ့လူတော့တင်မယ်အဲ့လူကိုတော့တင်မယ်ဆိုတော့တုံးကြရဒီတော့နေကျွန်တော်လည်းမတော်ရဘူးနီလာပြန်ပြီဟိုမှာဟိုကောင်ကြောက်ခဲ့တော့ကျင်းနေဒါပေမဲ့တရေရှိမှကြောက်တာဒီတဲ့တမရှိတယ်ဟိုမကြီးထောင်ရမိနေပြီတော့ရပါFluffy ဟပ်ပြီပြေတော့ဒါမှကျွန်တော်လုံးမတိုင်းဆိုကျွန်တော်လည်းမလို့တော့နေရရဲတော်ဆုံးတာပဲအင်္ဂနာလေးမှမလို့မင်းလေးသားလေးကမင်းလေးငါလို့တော့မှာပဲဟိုဘက်တော့မယ်ဟိုဘက်ကလူတွေတေကုန်ပြီလူတယောက်တော့တေဝါးအမဟိုသူတို့သွားနေဟာပြောက်သွားမဟုတ်လေကျွန်တော်သွားလေမတော်ရအနာလေးနီးလာဟိုတကောင်နောက်တစ်ယောက်တေဝါးပြန်ဒါကကျွန်တော်တို့ဟိုရောက်နေတာပဲဆက်တော့ဆောင်ရောက်နေကျွန်တော်ဒီဟိုလေးတဲ့ပုံနေလိုက်ရရတယ်တရုပ်စောင်းအောင်မယ်တေးရလည်းမလားတို့အရှင်ကလည်းပြေးတော့မိုက်တယ်ကျင်းနေလာပါသေးတယ်လို့ပဲကျွန်တော်စတော့
မလာပါသေးနဲ့တရေရေအရှင်ပြတော့မယ်18 19 16 15 16အော်မီတော့မို့ကျွန်တော်လည်းစက်ခွက်လောက်ကြအောင်တော့မကြိုးပွားကြနိုင်အောင်ကျွန်တော်အခုမှတက်သေးသားဆိုနမကြီးနဲ့လူကြီးပဲမကြည့်ပါဘူးကျွန်တော်တို့လည်းအားပေးကြပါအောင်လို့ပြောဆိုရင်လေ3နှစ်တိကျွန်တော်တော့မဲတခိုင်းဝင်ပြီယေကျွန်တော်နိုင်သွားပြီဟာကျွန်တော်နိုင်လိုက်ဆိုပွိုင်းနေစေရတယ်လူလေးနဲ့ပဲတက်နိုင်တယ်လေဒီမှာကျွန်တော်ရဲ့အိမ်ဝယ်ပတ်သက်ရှိအောင်လုပ်ရမယ်။ညဆိုဝယ်ထားကြည့်အိမ်နေမိုက်တော့အတရေပုံနေလည်းမိုက်တော့ဒါလည်းမိုက်တယ်ကျွန်တော်တို့ကမှရွှေဒါလေးပဲရှိတယ်အိမ်လေးကလေတေးသေးလေးရအိုဟောင်းလေးဒီကမှဒီဟိုပါလေးပဲတိတ်ရအောင်ရှိရမှတ်လိုက်တာ။ဒါဖောက်မှုဆိုရင်450တောင်လို့လားကျွန်တော်450ကျူပါမယ်ဒါဆိုရင်ဒါတော့1000လောက်လို့ကအများကြီးဒီအောင်3လာဆုံးတော့ဒီ9000အများကြီးဟာကျွန်ညာလိုင်းလေးနေပြီးနေတာလည်းနေလို့မရဘူးရပါတော့လို့ကျွန်တော်ကမှကွိုင်းဟိုပဲရှိတယ်အပေါ်ကကွင်းဟုတ်တော့တဲ့အကွင်းငါးတော့ဖြစ်ရှိရကွာဆက်ကွင်းနဲ့အကွင်းကောက်ပါလေအကွင်းမယူလိုက်တော့ဒီနေ့ကကွင်းမယူလိုက်တော့ပဲဒီမှာလူတွေစောင့်နေကြသူတို့လည်းအတွဲရှောင်းမယ်ဒီနေ့ကအတွဲလိုက်ရှောင်းမယ်တရေကျွန်တော်ပြပါ Oh my god ကျွန်တော်ဖြစ်သွားမိုက်လိုက်တာကျွန်တော်လူလိုက်တတ်မယ်ကျွန်တော်ကဘမဆဆောဆိုအဲ့လိုဒီမစောတတ်ဘူးဆိုတော့ကျွန်တော်မတည်ရမရှိပါဘူးဘယ်လိုလို့ကျွန်တော်ရတာတမကောင်းပါလေတရေအတွဲမရောက်သေးအော်ကြောက်ဝိုင်းကျွန်တော်လက်ရှာသူတို့ကျွန်တော်လိုက်ချဖို့အချိန်ကြီးတိုင်း3 2 1 okay အဲ့ရနေပြီးဘူးတာစင်သူတို့ဒီနားလေးကြည့်ရမယ်ဒီနားလေးသူတို့ဘုံနေဒုက္ခအခန်းလေးတော့ကြည့်မယ်ဒီနားလေးတော့ရှိတော့ပါဒီကျေးဆိုသူတို့ပုံနေနိုင်တော့တယ်ဒါပေမဲ့ကျွန်တော်မြင်နေတော့အဲ့လိုကြည့်လဲမဟုတ်သေးဒါပေမဲ့သူတို့ယုံလို့မရသူတို့ပုံတက်ကြကျွန်တော်ကမှဆက်ဆိုကျွန်တော်မလေးတစ်ပတ်လုပ်ပြီးအပြေးသွားမှာဒီအခန်းဒီဒီကမှာအခန်းနဲ့ရှိရအများကြီးကတီဗီလားမသိဟာစားပါလို့ဘယ်နာဒီစက်တော့ဆိုင်ချင်နေဒီရလဲအမလူရှာလူတွေ့ဦးမသိရဟဲ့လူတွေဘယ်ရောက်ကုန်ကြလဲတို့ဟိုမှာလူတွေမပြေးနဲ့ကောင်းမလေးမပြေးနဲ့ဟဲ့ကောင်မလေးဟဲ့ကောင်မလေးမပြေးနဲ့ငါလိုက်လာပြေးနဲ့ဟာငါ့ကိုဒုက္ခပေးရကောင်မလေးပဲဟာကောင်မလေးမပြေးနဲ့ဟိုကတော့အတွဲဆိုရကောင်မလေးလားမသိဟာငါလေးထိုင်ပြီးသွားရမင်းတို့ဟာကောင်လေးမပြေးနဲ့လို့ငါတရားမလေးတပတ်လောက်တာပဲတို့ဟာကောင်မလေးရေမပြေးပါနဲ့သူနေမှာဟာငါရရင်လာတက်နေတယ်ဘယ်ဝါရသူချာတဲ့ဘုံကဟုတ်လို့တယ်အိမ်တာတဲမှာလားဟုတ်တယ်ဘုံကသူကတော့ဟိုဘပြေးလိုက်ဒီဘပြေးလိုက်နေဟာကောင်မလေးပြေးနေသူကငါ့တောင်မြင်နေတယ်မဟုတ်သေးပါဟာကောင်မလေးပြေးနေလို့ဟာကောင်မလေးရေတေးပါတော့လို့ဟာတေးဝိုက်ကောင်းလိုက်တာပြလိုက်တာသူဒီမှလာကြတယ်ဒါလည်းလာကြကအကုန်လုံးငါလုံးဒီထဲမှာလူရှိတယ်တေးဝိုက်ကောင်းလိုက်တာဒါပေမဲ့သူတို့လာကူရတည်ရဲ့ဟိုလောရှိမမပြေးနဲ့ဟဲ့တပုကဟဲ့သူဟိုကောင်သူ့ရဲ့စော်လာပြုတ်လာကူနဲ့ဟဲ့ကောင်ပြေးနဲ့ကောင်မလည်းကောင်လည်းဒီလိုက်ပန်းနေတပုကောင်ဟဲ့တပုမပြေးနဲ့အရရှိနေတပုမပြေးနဲ့ခဏဟိုလူပြရကုန်လို့ဒီလိုမှမရှိတော့ပြရကုန်ကြောင်းအမငါသူပစ္စည်းလေးတင်နေ तू ကတေးလေးနဲ့တေးလိုက်တော့လူတွေအများကြီးနဲ့ကျွန်တော်တေးပါပြီးတက်တယ်ကိုဒီပြရကုန်လို့ဒီအကောင်မျိုးကြကြ
သူတို့ဘယ်မှာပုံနေကြသူတို့ဘယ်မှာပုံနေကြလဲဖက်ကြပါတော့လို့ငါအသေးကြပါဦးလို့ငါကူတီတကောင်မှမတက်နိုင်သေးဘူးငါတကောင်မှမတက်နိုင်သေးဘူးလို့ပေါ့ငါတကောင်မှမတက်သေးဘူးပြောကြပါဦးအဲ့ထက်မှရှိမအော်ကောင်မသေးလိုက်တော့ဒီတော့ပဲဒူးရှိသေးတယ်ဂျပူအရက်ရှိနေဂျပူမကဲနဲ့လေမကဲနဲ့ဟာမပြေးနဲ့လို့ဘယ်ရောက်ကုန်ရလဲလို့ဘယ်ရောက်ကုန်လာလဲလို့ငါ့ကိုတယောက်တက်ထားခဲ့ကြငါတရေပြင်ငါကြောက်တယ်ဟာသူတို့ပြေးသွားကြငါလိုက်လို့မမီငါမစော့တတ်ပါဆိုငါညစ်ပတ်နေကြဟေးတကောင်မှငါကူတမတက်နိုင်တယ်ဒါပေမဲ့ငါပတ်ဆိုင်ရတယ်တော်သေးရပေါ့ရှာရဟာဒီတက်မှာရှိသေးလားမသိမရှိတော့ဘူးဘယ်နှမ်းမှာပုံတော့မသိဘူးဟာဒီတက်လည်းမရှိပြန်ဘူးဒီတက်မရှိဘူးအော်ဒီတက်မှာပဲပုံနေကြလားမသိပါဘူးဟာငါ့ကိုပဲညစ်ပတ်နေကြငါဘလို့ကုန်30စက္ကန့်ဟာတကားဖုန်းတော့ငါဘလို့ရှာမှမသိဘူးအကောင့်နဲ့လည်းပဲပြေးနေမှာမသိပြေးရဟိုမှာလူတွေအများကြီးပြေးကုန်ကြအပေါက်ကထွက်ကုန်ကြငါဘလို့လဲမသိတော့ဟာဒီမှာထွက်ကုန်ကြမဟုတ်ကမလေးဝင်ရောက်ကွာငါလည်းတုံးစားလို့မရလူတွေပြေးကြငေါ်လာမလည်းဘယ်နဲ့တကောင်မှမီသူတို့ပြေးစုံမီဝင်ကုန်ကြရလားမသိဘူးမပြေးကြနဲ့လေတေခံကြအောင်လေငါတနာကြပါဦးလို့ငါတကောင်မှမသက်နိုင်သေးဘူးညီတို့သက်နိုင်မှဖြစ်မယ်လို့မပြေးပါနဲ့ဟက်ကလေးကောင်းလေးဖက်ကမလေးနဲ့ဂျပူလေးမပြေးပါနဲ့လို့ဘယ်ဝိုင်းရုံမသိဘူးဟာဝင်ဝိုင်းကွာငါတော့ရှုံးပြီတကောင်မှမသိနိုင်လိုက်ဘူးဒါပေမဲ့130ကွိုင်းတော့ရလိုက်တယ်စောက်တော့ပြုတ်ပြီဟာလူလို့ဒီငါလည်းတိပတိနေဟုတ်ပါဘူးငါလည်းတကောင်မှလည်းမတက်နိုင်ဘယ်လိုလုပ်မှမသိတော့ဒါပေမဲ့နောက်တော့ဘွဲဆိုပြီးမတီအောင်လုပ်ရမယ်16 15 14 15 16ကိုရှေ့ဟောမိုက်လိုက်တဲ့သူတို့ကလည်းပဲအများကြီးမအတွဲဆောင်မယ်အတွဲဟာငါလည်းအတွဲဆောင်လို့သူတို့ဘယ်နဲ့လဲတော့ထိုင်နေအတွဲဆောင်မယ်ဟာကိုရင်ရလေးရအတွဲဆောင်မှာတော့နေမှာဒီဒုကကိုရင်လာပွဲစီလာမသိအကိုရင်ယူမယ်အကိုရင်မိုက်လိုက်တယ်အကိုမရွေးကြပါလို့ဘယ်သူကြမလဲမသိဘူးကွာဘေးကောင်ကြမလဲဟာငါလည်းမကြဘူးငါထမ်းကြပြီးတော့ဟိုလောရှိမကြီးကြတာပဲအလောရှိမကလည်းကြတိုင်းလို့လည်းအလောရှိမငါပြန်သူ့လက်ကလွတ်အောင်လုပ်ရမယ်သူကငါလက်ထဲကလူတွေအများကြီးကဲသွားငါအကောင်မှပြန်တက်မယ်ဒီနေ့မှငါဂျပူလေးနဲ့ကြပဲအရက်ရှိနဲ့ဂျပူလေးနဲ့ကြအကျော်ငါတခြားနေရာပြေးရမယ်သူနဲ့နေငါတိမ်မသိရဲ့ဒီနားလေးပုံမယ်ဒီတစ်တော်တဲ့ဝင်လာရင်ရတော့တယ်မမြင်တော့ဘူးအရက်တာရှိရမြင်ဆောက်လုံးကကဲနေအတယောက်ကငါပဲဒီမှာကစားတော့မယ်ကစားလို့လည်းမဖြစ်ပါဘူးဒီတဲပုံကောင်းမလားဘယ်တဲ့တော့ပုံကောင်းမလားမသိဘူးဟာခေါင်းတော့ရှုပ်လိုက်အထဲကောင်းနေဒီအပေါ်ပဲပုံလိုက်တော့မှာဟာပုံလို့လည်းမရဘူးပြန်ဒီလောကတဲ့ကိုပုံလို့မရတခြားနေရာပဲပုံမယ်ဟိုတေးရပဲညာညာရောက်နေလို့ရောက်မယ်မသိငါလည်းဒုက္ခဒီမှာအပေါက်ဒီနားမှာပဲပုံမယ်ဒီနားမှာပုံပစ္စည်းလေးယူလိုက်ပါမယ်ဟာပစ္စည်းမဟုတ်ဘူးထိုင်ကုန်ကြီးငါဒီနားမှာပဲပုံမယ်ဒီနားမှာတစ်ပင်နေပုံနဲ့တစ်ပင်နေပေါ်တက်ပြီးပုံကောင်းလောက်တယ်အရှင်အများကြီးလို့တည်းဆိုငါနည်းပတ်တော့ကြည့်လောက်မယ်ဒီဘက်လဲကောင်းလောက်တယ်ဒီဘက်လဲဟိုမှာတောင်းနေတစ်ပင်နေနဲ့အများကြီးဟိုရိုလာကိုစတာဟိုင်ပဲဒီဘက်သွားလိုက်ကောင်းမယ်ဒီနားလေးပဲကွာသွားလိုက်မယ်4 မိနစ်ကျွန်တော်လိုသေးတယ်နောက်တော့3 မိနစ်စောက်ရမယ်ဒီတစ်ပင်ပေါ်ပုံကောင်းမလားဟိုမှာအတွဲနောက်လိုက်မယ်အတွဲနောက်အတွဲရှိန်တွေ့နေကြမတေကုန်ကြရင်ရရှိရင်ကောင်မဘာလုပ်နေကြတွဲမတူတော့ဝေးရနေမယ်သူတို့ကလည်း
ရှိန်တွေ့နေကြဆိုတော့အပင်နားလေးမှာပုံကောင်းမလဲဆိုတော့ဒီငါအရှင်နဲ့လည်းအများကြီးလို့သိရငါဘယ်လိုလုပ်အောင်လဲမသိတော့အရှင်တို့ကြော်ပလိုက်ကောင်းမှာပဲတစ်ပင်နေအများကြီးတစ်ပင်နေပုံရင်လည်းကောင်းမလားမသိဒီနားလေးပုံရင်ကောင်းမယ်ဒီမှာတကားနားလေးပြန်ရောက်လာပြန်ပြီငါပဲသွားရမသိတော့ကြောက်တော့မပြန်တက်ကြောက်ဘုံမှာပုံကောင်းမလားမသိကြောက်တော့ကပုံတော်တော်ကောင်းတော့တယ်နားလေးကအကောင်ဆုံးတော့ပဲငါ2မိနစ်နဲ့မှ52စက္ကန့်လားလူသေးရငါတို့ဘယ်မှာပုံကောင်းလဲဒီနားလေးပုံလိုက်မယ်အဲ့မှာတပင်းနဲ့ပွင့်လဲဆိုငါမမြင်တော့ငါညင်နေရတော့မယ်တရေလာရဲ့ဒီငါစောင့်နေကောက်မထင်နဲ့မြင်လိုက်တာ7 9 8ခုရှာညင်နေလေးတော့နဲ့တပြီးအာတရေမှာအရှိမလာတွေ့တယ်လေလုံးကြပါဦးတပြီးအာတရေမှာဘယ်ကိုမနေဘူးအာပြီလေအားလည်းတေးပဲတေးနာတေးကြတော့လေတော့မှမတနိုင်ဘာမှမသိဘိုင်